အလုံးပဲမင်္ဂလာပါဒီနေ့ဆရာပြောပြပေးမှာကတော့ဖုန်းနံပါတ်မလို့ပဲ Gmail အကောင့်တိဖွင့်တဲ့နည်းလေးပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲက Gmail ထဲကိုသွားလိုက်ပါပြီးရင်အကောင့် profile ပုံလေးကိုနှိပ်လိုက်ပါအောက်ဆင်းပြီးတော့ add another အကောင့်ကိုနှိပ်လိုက်ပါ Google ကိုဆက်နှိပ်ပါပြီးရင်ဖုန်း password ရိုက်ထည့်ပါ create account ကိုနှိပ်လိုက်ပါ for my personal use ကိုရွေးလိုက်ပါပြီးရင်မိမိအသုံးပြုလို့တော့ Gmail နာမည်ကိုရိုက်ထည့်ပါပြီးရင် next ဆက်သွားပါမိမိရဲ့မွေးတက္ကရီရိုက်ထည့်ပါ gender ကိုနှိပ်ပြီးတော့ female လား male လားရွေးပေးလိုက်ပါဆရာကတော့ male ရွေးလိုက်ပါမယ်ပြီးရင် next ဆက်သွားပါပြီးရင်အောက်ဆုံးတစ်ခု create your own Gmail address ကိုအမှန်ချစ်ပေးပါအောက်မှာမိမိအသုံးပြုလို့တော့ Gmail address နာမည်ကိုရိုက်ထည့်ပါကနန်းပါရိုက်ထည့်ပြရပါမယ်ပြီးရင် next ဆက်သွားပါပြီးရင်မိမိအသုံးပြုလို့တော့ Gmail password ကိုရိုက်ထည့်ပါပြီးတော့ရင် next ဆက်သွားပါပြီးရင် next ဆက်သွားပါပြီးရင်အောက်ဆုံးဆင်းပြီးတော့ agree နှိပ်ပါဒါဆိုရင် Gmail အကောင့်တစ်တစ်ခုပြုလုပ်တာပြီးသွားပါပြီနောက်ပြန်ထွက်ကြည့်လိုက်ပါမယ် back လေးနှိပ်လိုက်ပါဒါဆိုရင်အကောင့် profile လေးပြန်နှိပ်လိုက်ပါဆွမ်းနာလုပ်ထားတဲ့ Gmail ရှိမရှိပြန်ပြီးတော့စစ်ကြည့်အောင်ဆွမ်းနာနောင်းရီဆိုတဲ့နာမည်လေးကြည့်ကြည့်အောင်ဒါဆိုရင်အောက်ဆုံးမှာနောင်းရီ2026 Gmail အတိတ်တစ်ခုရောက်ရှိလာပါပြီအားလုံးလိုက်လုပ်ကြည့်လို့ရမယ်လို့မျှော်လင့်ပါတယ်နောက်ရက်တွေမှာလည်းဒီလိုနည်းပညာဗဟုသုတတွေထပ်တင်ပေးမှာဖြစ်တဲ့အတွက် like and share follow လေးလုပ်ထားပေးပါလို့တောင်းဆိုချင်ပါတယ်အပြင်ကွန်ပျူတာတင်တန်းတက်ရှင်တဲ့ဆိုရင်တော့ဆက်သွယ်ရန်ဖုန်း39 684 348 996 39 43လုံး659 638ကိုဆက်သွယ်မြင်းမြန်ဆောင်စားနိုင်ပါတယ်တင်တန်းရဲ့တည်နေရာကတော့တောင်ကြီးမြို့ကန်ကြီးရဲ့ကွက်ကျောက်တလုံးလမ်းမကြီးပေမတ်တဲ့သမင်းဆိုင်နဲ့ဟွန်ကျွဲဆန်ဆိုင်ရှေ့မဲ့ဆောင်ထိုးမှာတည်ရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်